တက်ဖို့အတွက်လမ်းကခုနကတော့ကျွန်တော်ပိတ်လိုက်တဲ့လမ်းကြီးဖြစ်နေအဲ့နဲ့ကျွန်တော်နောက်ဆုံးကြံရများတဲ့အဆုံးကျွန်တော်အပေါ်ဆင့်ပြီးတော့တူးဖို့ပဲကျွန်တော်လှုပ်လိုက်ပါတော့တယ်ဆိုတော့ဘယ်လိုလဲဆိုတော့ကျွန်တော်သိရတဲ့အတိုင်းပဲဂေါ်ပြားလေးတစ်ခုလိုရပေါ့နော်ဘာလို့ဆိုတော့မြေကြီးတုံးတွေကျလာလို့ရှိရင်ကျွန်တော်တူးဖို့ပြီးရင်ကျွန်တော်အပေါ်တူးမယ်အောက်ကိုပြန်ဆင့်မယ်အပေါ်တူးမယ်အောက်ကိုပြန်ဆင့်မယ်အဲ့နီးနဲ့ပဲကျွန်တော်ဟိုးထိတ်ဆုံးထိရအောင်တက်လိုက်ပါတယ်ရိုးနဲ့ပဲကျွန်တော်ကုန်းပေါ်ပြန်လည်ရောက်ရှိလာပါတယ်ခင်ဗျโอเคဟုတ်ပြီတော်သေးရဲ့ကျွန်တော် irony အကုန်လုံးပြန်ပါလာရနော်ဒါမဲ့ဖြစ်ချင်တော့ကျွန်တော်ဒုတိယနေ့မြောက်မှာပဲဘာဖြစ်လဲဆိုတော့လမ်းပြောက်သွားပါတယ်ခင်ဗျအဲ့တော့ကျွန်တော်အိမ်ကိုလုံးဝရှာမတွေ့တော့ဘူးเนาะကျွန်တော်ပတ်ရှာတယ်ပြီးအဲ့မီးတိုင်တွေလည်းထုံးပြီးတော့ကျွန်တော်လိုက်ရှာတယ်ဗျဒါမဲ့နောက်ဆုံးတော့ကျွန်တော်ရဲ့အိမ်ကိုလုံးဝမတွေ့လိုက်ပါဘူးခင်ဗျအဲ့နဲ့ကျွန်တော်လည်းနောက်ဆုံးအကြံကုန်ဂလုံးစားချက်ဆိုသလိုပဲကျွန်တော်တို့ chest ထဲမှာပစ္စည်းတွေအကုန်ထည့်လိုက်တယ်ပြီးတော့ကျွန်တော်ခုံချပြီးတော့တေးလိုက်ပါတယ်ဗျအဲ့တော့ကျွန်တော်ရဲ့အိမ်ကိုကျွန်တော်ပြန်ရောက်သွားတယ်ပေါ့နော်အဲ့နဲ့ကျွန်တော်ခုနကတော့မှတ်ထားတဲ့နေရာမှာကျွန်တော်ပစ္စည်းတွေသွားပြန်ယူလိုက်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်ပစ္စည်းတွေလည်းအကုန်ပြန်ရအိမ်လည်းပြန်ရောက်လာပြီပေါ့နော်ပါလာတဲ့ iron တွေအကုန်လုံးကိုကျွန်တော်ထည့်လိုက်ပါတယ်ခင်ဗျပြီးကျွန်တော်ရဲ့အသားတွေလည်းกินလိုက်တယ်ဒီနေ့ကတော့ကျွန်တော်ခုနကလိုဖြစ်သလိုမျိုးပေါ့နော်ကျွန်တော်ထပ်မဖြစ်ချင်တော့ဘူးဘာလို့ဆိုတော့ကျွန်တော်နေရာပြောက်လို့ရှိရင်လုံးဝပြန်ရှာခတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အိမ်ကတောင်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အိမ်ကိုတတ်မှတ်ဖို့ကျွန်တော်အတိုင်ကြီးအကြီးလောက်ရမယ်ဆိုပြီးတော့ကျွန်တော်စဉ်းစားလိုက်တယ်ပေါ့နော်လိုနဲ့ပဲကျွန်တော်တစ်ပင်တွေခုတ်ပြီးတော့ကျွန်တော် plank တွေနဲ့ဟိုးအမြင့်ကြီးပဲတိုင်ကြီးတိုင်ဆောက်လိုက်ပါတယ်အဲ့တော့တိုင်လေးဆောက်ပြီးသွားပြီပြီးတော့ကျွန်တော်အောက်ကိုပြန်ဆင်းပြီးတော့ torch တွေသွားယူဖို့လုပ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်တော့ကျွန်တော်နောက်တစ်ခါကြာရင်တော့လုံးဝလမ်းမပြောင်းနိုင်တော့ဘူးပေါ့နော်တော်တော်လေးမိုက်ပါတယ်အဲ့နဲ့ကျွန်တော်အောက်ကိုငုံကြည့်လိုက်တဲ့အချိန်မှာ infected တွေကကုန်းမော်ရောက်နေပြီပြီးတော့ကြက်တွေဝက်တွေအကုန်လုံးကိုသူ့ရဲ့ကူးစက်ခံထားလိုက်ရတယ်ပေါ့နော်မကြည့်လိုက်ကျွန်တော်တွေ့တာကြက်ကကြောက်စရာကြီးပုံပြောင်းသွားတယ်ဗျဒါနဲ့ကျွန်တော်သတိတော့ထားမှရမယ်ပေါ့နော်ဒီမှာအောက်မှာ mod တွေလည်းအများကြီးပဲဆိုတော့အဲ့နဲ့ကျွန်တော်ဖြည်းဖြည်းချင်းဆင်းလိုက်ပါတယ်ခင်ဗျအဲ့နဲ့ဒီမှာကြည့်ကြက်ကြီးရတွေ့လားကူးစက်ခံထားတဲ့ကြက်ရဲ့ကျွန်တော်ကိုလိုက်ပြီးတိုက်ခိုက်နေဗျအဲ့တော့ကျွန်တော်လည်းတိုက်ပလိုက်တယ်ဟုတ်ပြီအဲ့ဆိုရင်သူတို့ကဘယ်လိုဖြစ်သွားလဲဆိုတော့အခုကကုန်းမော်တက်လာလို့ရပြီပေါ့နော်ဒီ infected တွေကအဲ့တော့ညဘက်ကျရင်အကောင်တွေကိုသူတို့ကလိုက်ပြောင်းတော့မှာကျွန်တော်တခုပြောစရာရှိတာကဘာလို့ကျွန်တော် village မှာအခုမနေလဲဆိုတော့လေ villager တွေကလည်းကူးစက်ခံရတယ်ဗျအဲ့တော့ villager တွေကလည်းကျွန်တော်ကိုလာပြီးချလို့ရှိရင်ကျွန်တော်လည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့ကြောင့်ကျွန်တော် village မရှာသေးတာဖြစ်ပါတယ် okay ဟုတ်ပြီကျွန်တော်ပြီးတော့နောက်ထပ် top up လေးတစ်ခုလုပ်တယ်ဗျကျွန်တော်ရဲ့အိမ်ကနေပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ခုနကတော့နေတဲ့အပေါက်ကြီးကဟိုရေနဲ့ပြိနေလို့ပေါ့နော်အဲ့တော့ကျွန်တော်ထွက်လို့မရဘူးအဖြစ်နေအဲ့တော့ကြောင့်ကျွန်တော်ဒီကနောက်ထပ် top up အသစ်လုပ်လိုက်ပါတယ်ပြီးတော့ကျွန်တော်မီးတိုင်းနေနဲ့လိုက်ထုံးလိုက်တယ် okay လောက်ဆိုတော့အဆင်ပြေပြီထင်တယ်ပြီးတော့ကျွန်တော်ရဲ့ base နောက်တစ်ခုကိုကျွန်တော်ကောင်းကင်ပေါ်မှာစောက်ဖို့လုပ်လိုက်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အဲ့ infected တွေကကောင်းကင်ပေါ်တော့မတက်နိုင်ဘူးเนาะအဲ့တို့ကြောင့်ကျွန်တော်ကောင်းကင်ပေါ်စောက်တဲ့အတွက် infected တွေရန်လည်းကောက်ွယ်မယ်ပြီးရင် mod တွေလည်းကျွန်တော်မထိနိုင်တော့ဘူးပေါ့เนาะအဲ့တော့ idea ကအကောင်းဆုံးပဲဗျအဲ့ဒါကျွန်တော်ခုနကတော့ရှိတဲ့ plank တွေနဲ့ကျွန်တော်အဲ့ base လေးလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ် okay ဒါဆိုတော့ဒီမှာကျွန်တော် platform လေးတိတိရသွားပြီပေါ့เนาะအကြီးတော့မဟုတ်ပါဘူးကျွန်တော်နောက်ထပ်ကြာရင်တိုးချဲ့ရမယ်ပြီးတော့ကျွန်တော်ခုနကတော့ရလာ iron တွေအကုန်လုံးနဲ့ကျွန်တော် armor တွေအကုန်လုံးလုပ်လိုက်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ခုနကတော့ base ကိုတွားဖို့ကျွန်တော်ဒီကလှေကားလေးလုပ်လိုက်တယ်ပေါ့နော်ဒါပေမဲ့မလုံခြုံသေးဘူးပဲဘာလို့ဆိုတော့ skeleton တွေကျွန်တော်တို့လှေကားတက်နေတုန်းလိုက်ပြီးတော့ပစ်ချလိုက်လို့ရှိရင်ကျွန်တော်ပြုတ်ကျနိုင်သေးတယ်နော်အဲ့တော့ကျွန်တော်ပို့ပြီးလုံခြုံအောင်လို့ဘေးနားမှာအကာရန်လေးတက်လိုက်ပါတယ်ပြီးတော့မလှသေးလို့ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့အလှဆင်လိုက်တယ်ပေါ့နော်ဘေးနားမှာတစ်တာအတုံးအစ်စ်ကြီးတွေနဲ့ဒီလိုနဲ့ပဲကျွန်တော်ရဲ့တက်တဲ့နေရာလေးကတစ်တားတွေနဲ့ပြည့်သွားပြီပေါ့နော်တော်တော်လေးလုံခြုံသွားပြီပြီးတော့လည်းနည်းနည်းလေးကြည့်ပျော်ရှုပျော်လေးဖြစ်သွားပြီပေါ့ပြီးတော့ကျွန်တော်ရဲ့အပေါ်က base ကိုနည်းနည်းလေးတိုးချဲ့လိုက်ပါတယ်အဲကြောက်တုံးလေးသုံးမယ်ပြီးလို့ရှိရင်ဒီနားမှာအကာရန်လေးလုံမယ်ပေါ့နော်ဒီတော့၄ရက်မြောက်နေ့ညမှာလဲ infected တွေကပြန်ပြီးတော့ကျွန်တော်တို့တိုက်ခိုက်ပြန်တယ်ဗျအဲ့တော့ဒီခါလဲကျွန်တော်တို့သူတို့ကိုရှင်းပြရမယ်ပြီးတော့ဒီမှာကြည့်လိုက်ကျွန်တော် infected တွေလှုပ်သွားတာနော်တိုးကြီးကဒီမှာကြည့်အောင်ကြောက်စရာကြီးပဲဗျမျက်နှာကြီးကပြဲပြီးတော့ကျွန်တော်တို့လာပြီးချတာ okay ကျွန်တော်အဲ့တော့ဒီကောင်ရုပ်တက်ရမယ်ပြီးတော့ကျွန်တော်အဲ့၄ရက်မြောက်နေ့ညမှာပဲအိတ်ပဲနဲ့ကျွန်တော်တို့ mind တူးခြင်းလို့ဆိုပြီးတော့ကျွန်တော် mind တွေးလေးလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့တော့ဟိုးအောက်ဆုံးထိကျွန်တော်တို့တူးမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အထဲမှာ iron တွေအများကြီးဆက်တွေ့ပါတယ်အဲ့တော့ iron တွေထပ်တူးတယ်ပြီးတော့ကျွန်တော်တို့ဒီက cobblestone stair တွေလုပ်တယ် stair တွေလုပ်ပြီးကျွန်တော်တို့ပြန်ထည့်လိုက်တယ်အဲ့တော့ကျွန်တော်တို့လွယ်ကူကူနဲ့ out ပေါ်တက် out ဆင်းလုပ်လို့ရပြီပေါ့ပြီးတော့ခုနကတော့ကျန်တဲ့တစ်သားလေးနဲ့ကျွန်တော် base ကိုဒီနေ့ထပ်ဆောက်လိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော် cobblestone တွေနဲ့ light ဖြည့်လိုက်တယ်အဲ့တော့ yeah တော်တော်လေးကြည့်ကောင်းပါပြီခုကြမှာဒီတော့ပြီးတော့ကျွန်တော်အမိုးကိုမိုးစရာမရှိလို့ဆိုပြီးတော့ကျွန်တော် cobblestone တွေနဲ့မိုးလိုက်ပါတယ်ပြီးတော့မှကျွန်တော်နောင်လာရသွားပြီဘာလို့ဆိုတော့ကြည့်ရတော်တော်ဆိုးတယ်ဗျဘယ်လိုကြီးလဲမသိဘူး cobblestone ခေါင်မိုးကြီးอ่ะအဲ့တော့ကျွန်တော်နောက်ကျမှပြန်ပြင်ဖို့ပဲလုပ်လိုက်ပါတယ်အခုတော့လုံခြုံမှုတော့ပေါ့နော်ကျွန်တော်မိုးချိုးပစ်ခံရလို့ရှိရင်အန်ဒီရှိရဗျတသားနဲ့ဆောက်ထားတဲ့အတွက်ကြောင့်လေအကုန်လုံးမီးလောင်ကုန်ပါအဲ့တော့အကာရင်တော်ခဏထားလိုက်မယ်ဗျနောက်မှပြန်ပြင်လိုက်မယ်ဒီလိုနဲ့ပဲကျွန်တော်တို့9ရက်မြောက်နေ့ညမှာလဲ infected တွေထပ်ပြီးတော့လာပါတယ်ခင်ဗျကျွန်တော်တို့10ရက်မြောက်နေ့ဆိုရင်တော့ကျွန်တော်တို့သူတို့အုပ်လိုက်ကြီးလာမှာပေါ့နော်အခုကတကောင်စ2ကောင်စပဲတွေ့သေးပါတယ်10ရက်မြောက်နေ့ဆိုတော့ကျွန်တော်အုပ်လိုက်လာမှာအဲ့တော့ဒီ10ရက်မြောက်နေ့မတိုင်ခင်ကျွန်တော်တို့အရင်ဆုံးတတိုင်းလှုပ်ဖို့အရင်ဆုံးကျွန်တော်လိုမယ်လို့တော့ထင်တယ်ကျွန်တော်တို့
ဒီလိုနဲ့ပဲကျွန်တော်တို့9ရက်မြောက်နေ့ညမှာလည်းကျွန်တော်ဆက်ပြီးတော့ mind တွင်းကိုထပ်တူးပါတယ် mind တူးနေ့တုန်းကပဲကျွန်တော်6ရက်မြောက်နေ့ရောက်သွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်အပေါ်မတက်တော့ပဲနဲ့အောက်မှာပဲဆက်ပြီး mind ဆက်တူးလိုက်ပါတယ်ဒါနဲ့ကျွန်တော်တို့ accelerator လေးလည်းတွေ့ရပါတယ်တွေ့လားချစ်စရာလေးကျွန်တော်တို့ရေခွက်ထဲမှာကျွန်တော်သိမ်းထားတာပေါ့နော်ဒီမှာပြီးတော့ diamond လည်းတစ်တုံးရှိတယ်အဲ့တော့ဒီ diamond ခဏနေကြရင်လာတူးမယ် okay အဲ့တော့infected တကောင်တက်လာပြီဗျကျွန်တော်အဲ့အတွက်ကြောင့်လာအဲ့ကောင်ရှင်းလိုက်အောင်လာဒီတော့ကျွန်တော်တို့ရလာတဲ့ accelerator လေးကိုကျွန်တော်တို့မွေးရမယ်ပေါ့နော်ချစ်စရာလေးတော့တော်တော်ကောင်းတယ်ဗျဒီလိုနဲ့ပဲကျွန်တော်ရဲ့အိမ်ထဲမှာ accelerator လေးကိုသိမ်းလိုက်ပါတယ်ဒီကောင်ကိုနာမည်ပေးရမယ်နောက်ကြရင်တော့ okay diamond ဘယ်နှတုံးရှိမလဲတတုံး okay 2တုံးတော့ရှိရဟာ3တုံးရှိတယ် okay let's go ကျွန်တော်3တုံးဆိုရင်တော့ pick up လုပ်လို့ရတယ်ဒါပေမဲ့အခုက pick up လို့သေးတာမဟုတ်ဘူးပေါ့နော်ကျွန်တော် diamond sword အရင်လိုပဲဘာလို့ဆိုတော့သိရတဲ့အတိုင်းပဲကျွန်တော်တို့ဒီ challenge ကအကောင့်တွေတက်ရမှာဆိုတော့လေနော် diamond sword ခဏကြာရင်လုပ်လိုက်မယ်ပြီးတော့ဒီမှာ iron တွေတက်တွေ့လို့ကျွန်တော် iron တွေတူးလိုက်ပါတယ်ခင်ဗျအထက်မှာ infected တွေ2ကောင်တော့မှဟာဒီကောင်တွေကလည်းကွာနေရာတိုင်းမှာပဲကျွန်တော်တို့ဒီကောင်တွေအခုကကျတော့ infected ကတကောင်ချင်းစီမို့လို့ကျွန်တော်အဲ့လောက်တိတ်ကြောက်ဖို့မကောင်းသေးတာသူတို့အုပ်လိုက်လာရဲဆိုရင်တော့ကျွန်တော်တို့တော်တော်လေးစိုးလိမ့်မယ်ခုနကတော့ရလာတဲ့ diamond တွေနဲ့ကျွန်တော် diamond sword လေးလုပ်လိုက်ပါတယ်ရော့ချစမ်းညတို့လာငါရဲ့ diamond sword ရော့စားကြည့်ငါရဲ့ diamond sword အစ်စ် okay alright ဟုတ်ပြီကျွန်တော်တို့ diamond sword နဲ့ကောင်းစားနေပြီပေါ့နော်အခုတော့ဒီလိုနဲ့9ရက်မြောက်နေ့မှာလည်းကျွန်တော်တို့ mine တွင်းထဲမှာပဲဆက်ပြီးအချိန်ဖြုံးနေပါတယ်ဗျကျွန်တော်အခုလိုအပ်တာ diamond armor ဖြစ်နိုင်ရင်ကျွန်တော်လှုပ်ရှင်လို့ပေါ့နော်အဲ့တဲ့ကြောင့်ကျွန်တော်အချိန်ပေးပြီးတော့ diamond တွေကိုတော်တော်လေးတူးနေဗျ10ရက်မြောက်နေ့မတိုင်ခင်မှာတော့ diamond armor ရနိုင်မယ်လို့တော့ကျွန်တော်ကသိမထင်ဘူးဗျဒီလိုနဲ့ပဲကျွန်တော်တို့ diamond တွေနည်းနည်းတော့တွေးလိုက်ပါတယ်10ရက်မြောက်နေ့တရက်လုံးနဲ့ကျွန်တော်တို့ diamond တွေဆက်ပြီးတူးပါတယ်Okay ဒါမဲ့ diamond တွေကတော့မလုံလောက်ဘူးဗျအာမာလို့ဖို့ကျွန်တော်တို့စုစုပေါင်း diamond 6တုံးပဲစုစုပေါင်းရလိုက်တယ်ပေါ့နော်ဒါမဲ့ကျွန်တော်အဲ့ diamond တွေကိုမတူးသေးဘူးအရင်ဆုံးကျွန်တော်တို့ဘာလုပ်မလို့လဲဆိုတော့10ရက်မြောက်နေ့ကျရင်တို့ကလာတော့မှလေအဲ့တော့ကျွန်တော်တို့မလာခင်လေအရင်ဆုံးတတိုင်းရင်ဆောက်ရမယ်အဲ့တော့တတိုင်းဆောက်ဖို့အရင်လုပ်လိုက်ပါတယ်ကျွန်တော်ခုနကတော့ mine တူးတော့အများကြီးရလာတဲ့အတုံးတွေကဒီက D slate အတုံးတွေပေါ့နော်အဲ့တော့ D slate အတုံးတွေကိုကျွန်တော် polish ပြောင်းလိုက်တယ်အဲ့တော့ polish တင်ပြီးတော့ကျွန်တော်ဒီအတုံးတွေနဲ့တတိုင်းဆောက်မယ်ဆိုပြီးလုပ်လိုက်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီမှာတတိုင်းတွေကိုစပြီးဆောက်ပါတယ်ခင်ဗျတတိုင်းဆောက်တဲ့အချိန်မှာလည်း mod တေးပြီး infected တွေကလာပြီးနှောက်ယှက်ပါတယ်ဒါပေမဲ့ကျွန်တော်အတက်နိုင်ဆုံးနဲ့အမြင်ဆုံးဆောက်လိုက်ပါတယ်ဒီလိုနဲ့ကျွန်တော်9ရက်မြောက်နေ့မှာလည်းတတိုင်းဆက်ပြီးစောင့်နေစေပါကျွန်တော်10ရက်မြောက်နေ့ဆိုရင်တော့အကောင့်တွေအုပ်လိုက်ကြီးလာတော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်ကြိုတင်ပြင်ဆင်မှရတော့မယ်ဗျပြီးတော့ကျွန်တော်တို့အလဲမှာကျွန်တော်ရေကန်လေးတကန်လှုပ်လိုက်ပါတယ်ရေကန်လေးတကန်လှုပ်ပြီးတော့ဒီကန်နားမှာဒီလိုမျိုးလေးမြက်လေးတွေပေါ့နော်ကျွန်တော်အလှဆင်လိုက်တယ်ပြီးရကျွန်တော်လည်းလှုပ်ရှားမရှိတော့ဒီတိုင်းပဲအတုံးတွေရှောက်ပြီးထည့်လိုက်ပါတယ်ပြီးတော့ axolotl လေးကျွန်တော်မွေးထားတယ်ပေါ့နော်အဲ့ကန်လေးမှာကျွန်တော်ဒီကန်ကိုနာမည်ပေးရမှာဗျအဲ့တော့ကျွန်တော်နာမည်ကိုမဟာမန္တလာ lake လို့ပေးလိုက်ပါတယ်အော်ကျွန်တော်တို့10ရက်မြောက်နေ့အောင်ရောက်သွားပြီပဲကျွန်တော်တို့ count down လာပြီပေါ့နော်ဒီမှာ okay 4 3 2 1အော်ကြည့်လိုက်ဦးကောင်းကြီးမှာအဲ့သူတို့ boss ပေါ့နော်ဒီမှာအကောင့်တွေလွတ်ပြီးဒီမှာမြင်းကူးဆက်ခံထားရဲ့မြင်းဗျ okay ကျွန်တော်သူ့တမလိုက်ပြီအဲ့တော့ကျန်တဲ့ကောင်တွေပဲကောင်တွေရှိတယ်လည်းမသိဘူးကျွန်တော်တို့ okay အဲ့ဆိုတော့အာတင်နာတော့ရအောင်ဒါမင်းမသေးစရဘူးငါကန်ကောင်းကျင်တော့ကျွန်တော်တို့နားမှာအဲ့လိုကူးဆက်ခံရနိုင်တဲ့အကောင့်တွေတိတ်မရှိဘူးပေါ့နော်ဝက်တွေကြက်တွေအဲ့တော့ကြောင့်ကျွန်တော် village ထဲမှာမနေရလဲပါတယ်ကျွန်တော်တို့ village ထဲမှာနေခဲ့လို့ရှိရင် villager တွေအကုန်လုံးကူးဆက်ခံရပြီးကျွန်တော်တို့လိုက်ပြီးချနေပါလေနော်အဲ့တော့ပြီးတော့ဒီဇိုင်းလောက်ထားရလဲတော်တော်လေးအသုံးဝင်တယ်ဗျအဲ့တော့ဒီဇိုင်းကိုကြော်ပြီးသူတို့လာလို့မရဘူးဒါပေမဲ့ဒုတိယ wave မှာကြတော့ကျွန်တော်ကူးဆက်ခံထားတဲ့အကောင့်တွေကဒီမှာ villager ကူးဆက်ခံထားတဲ့အကောင့်တွေပြီးလို့ရှိရင်ဒီမှာ pink ဘူးလို့မျိုးအကောင့်တွေအကုန်လုံးကျွန်တော်ဒီဇိုင်းထဲကိုဝင်လာတယ်အဲ့တော့ကျွန်တော်လည်းအသွေး2တုံးပဲကျွန်တော်တို့တက်ပြီးပြေးရပါတယ်ခင်ဗျ okay နည်းနားပြီးမှပြန်ချရမယ်ထင်တယ်ဖြစ်တော့အမှ damage အရန်ပြင်းတဲ့ infected တကောင်ရှိရဗျအဲ့တော့အဲ့သူ့ရဲ့ damage တစ်ခါထိလိုက်ရင်လည်းကျွန်တော်တစ်ချက်တည်းနဲ့သေသွားပါတယ် okay အဲ့တော့ကျွန်တော်သတိထားမှရတော့မယ်ဗျဒီကောင်ကျွန်တော်တို့ဆက်ပြီးချနေလို့ရှိရင်တော့ကျွန်တော်လုံးဝချနိုင်မှာမဟုတ်ဘလို့သေသွားမှန်းမသိဘူးဗျသူ့ရဲ့ damage ကအရန်ပြင်းလို့လေတစ်ချက်ပဲထိရင်သေရဗျဒီ chemical လို့အကောင်ကြီးပြီးတော့ကျွန်တော်မနေပစ္စည်းတွေကိုပြန်သွားယူရပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ထပ်ပြီးချရပါတယ်ပြီးဒီလိုမျိုးအကောင်ကြီးတွေရောကြီးလိုက်အောင်လို့မှအလုံးကြီးတဲ့တော်တော်လေးကြောက်ဖို့ကောင်းတယ်ဗျအဲ့အကောင်ကြီးတွေကတစ်ချက် damage တစ်ချက်ထိရတဲ့ကျွန်တော်သေမှာပေါ့နော်ဒီလိုနဲ့ပဲကျွန်တော်3-4ခါလောက်တော့သေလိုက်တယ်ဗျအဲ့ဒါကျွန်တော်စူးစမ်းပြီးတော့ဒီမှာအလုံးကြီးကောင်ကြီးနောက်ဆုံးတစ်လုံးပဲကျွန်တော်ရထင်တယ်ဒီလိုနဲ့ပဲနောက်ဆုံးတော့သူတို့ပြန်ပြီးတက်ဆုပ်သွားပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီခါတော့လုံးဝမပြင်ဆင်လိုက်မိဘူးဗျကျွန်တော်တကယ်နောင်တရသွားပြီဘာလို့ဆိုကျွန်တော်ပို့ပြီးပြင်ဆင်မိတင်တာပေါ့နော်ဒီကောင်တွေကို short တွက်မိသွားတယ်ဘာလို့ဆိုကျွန်တော်ပုံမှန်တွေ့နေကြ infected တွေကအဲ့လောက်ကြီးမခက်ဘူးဗျအဲ့လိုမျိုးလာပြီးတိုက်ခိုက်တဲ့အကောင်တွေလေအဲ့ကောင်တွေက damage တစ်ချက်ထိရနဲ့သေစေနိုင်တယ်ဗျအဲ့တော့ကျွန်တော်ဒီထက်ပို့ပြီးပြင်ဆင်မှရမယ်ဒီလိုနဲ့ပဲကျွန်တော်17ရက်မြောက်နေ့မှာတော့ကျွန်တော်အစားအစာတွေလိုအပ်လို့ပေါ့နော်ကျွန်တော် farming လုပ်ဖို့ကျွန်တော်စီစဉ်လိုက်ပါတယ်
အဲ့တော့ကျွန်တော်ဒီတောင်ကုန်းကြီးကိုအရင်ဖြူရမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာမြေကြီးတွေပြန်ဖို့ပွားရင်ရေထက်ပွား